လီစာတယောက်အိပ်ပျော်သွားခဲ့ပြီးပြန်နိုးလာတဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အရန်ထိတ်လန့်သွားခဲ့ပါတယ်။အဆောက်အဦတစ်ခုလုံးကိုရေတွေဝိုင်းနေပြီးအခန်းထဲကိုလည်းရေတွေအရှင်အဟုန်နဲ့စီးဝင်နေတာကိုသူမသတိထားမိလိုက်ပါတယ်။သူမဟာပစ္စည်းတွေကိုအမြန်သိမ်းပြီးတာဖီတူနဲ့အတူတပြေးဖို့စူးစမ်းပြီးမယ်။တခါအပြင်းရောက်တာနဲ့စင်ချန်လမ်းမှာအသက်လူပြီးအပေါ်ထပ်ကိုတက်ဖို့စူးစမ်းနေတဲ့အိမ်ကြီးချင်းတွေနဲ့ပြည်နှံ့နေပါတယ်။တားကိုကြောပိုးပြီးအပေါ်တက်ဖို့စူးစမ်းပြီးမယ်။လေကားထစ်တွေမှာလူတွေပိတ်မိနေလို့ဘယ်သူမှမရွေ့နိုင်ပဲအချိန်အတော်ကြာကြံကြာနေခဲ့ပါတယ်။တခြားလေကားတစ်ခုကိုရှာဖို့တားကိုခေါ်ပြီးထွက်လာခဲ့ပြီးမယ်။ဟိုရောက်တဲ့အခါအဲ့ဒီစင်ချန်လမ်းကအိမ်ကြီးချင်းတွေဟာရေထဲကိုမျောပါသွားကြပြီးအကူအညီတောင်းကအော်ဟစ်နေကြပါပြီ။စဉ်းစားနေဖို့အချိန်မရှိတာကြောင့်လီစာဟာအတင်းတိုးဝေးပြီးအပေါ်ကိုဆက်တက်ခဲ့ပြီးမယ်။အပေါ်ထပ်မှလည်းလူတွေနဲ့ပြည်နှံ့နေတော့ပါပဲ။အချိန်ကြီးဘလောက်ဆိုးနေမှတေချာမသိသေးတဲ့တိုင်နေလူအချို့ကတော့တခြားသူတွေကိုကိုလုံးဖို့လွှမ်းခေါ်နေကြတော့ပါ။အဲ့ဒီအချိန်မှာပဲရင်းနှီးတဲ့အတန်တစ်ခုကိုကြားလိုက်ရလို့သူမနှုတ်ဆက်လိုက်တဲ့ခဏအတွင်းမှာပဲတားပြည်သူဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။တားကိုရှာဖို့အနည်းဆုံးအခန်းထဲကိုဝင်ပြေးခဲ့ပြီးအချိန်အတော်ကြာရှာဖွေပြီးနောက်မှာတော့သူမကိုယ်တိုင်တောင်အပြင်ကိုပြန်မထွက်နိုင်လို့နေပါဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအချိန်ပြင်းတဲ့ရေလမ်းကြီးကအဆောက်အဦကိုစိုက်ခတ်လိုက်ပြီးအခန်းထဲကိုရေတွေချက်ချင်းဝင်လာပါတော့တယ်။ကန်းကောင်းထောင်မစားနဲ့သူမဟာရေကူးတက်တာကြောင့်အသက်အောင်ပြီးရေအောက်မှာတားကိုလိုက်ရှာခဲ့ရအခန်းတစ်ခုထဲမှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့အပြင်ထွက်ဖို့ကြိုးစားတဲ့အခါမှာတော့တခါကဘလို့မှဖွင့်လို့မရတော့ပါဘူး